你那呀，把民众嘛，那我晓得。那我记ဗီဒီယိုကြည့်ရမှာလားမဟုတ်ဘူးအဲ့ဒါမင်းစီ အော်ဒီမှာလေဒါဆိုရင် Emerald ဒီမှာ just ဘာလို့လို့ပြောရလဲကျွန်တော်မရေကျွန်တော်လည်းမကြိုက်ဘူးကျွန်တော်မရေချောချောလာလာလေးတွေအမဒါတွေကဟုတ်တယ်မကြည့်လိုက်ကိုရီးယားတစ်ယောက်ဂျပန်တစ်ယောက်ဘယ်လောက်ထိချောလဲ အင်္ဂလိပ်မှာလာဒီဝရနဲ့ဟိုမှာကြည့် မကြည့်ခိုင်ပေးနေတဲ့သူစုလည်းကြည့်လိုက်ဘယ်လောက်ထိလှလဲသူမရေရှုပ်စင်းအင်္ဂါတွေဘယ်လောက်ကပြည့်စုံနေအခုမကြည့်ဘူး အင်္ဂါတော့ထားပါရုပ်စင်းဝင်ထား ကိုနိုင်ငံရေးတွေမပါရဘူးကဲအဲ့နဲ့ နောက်မှာမင်းစီကလေး โอเค အောင်းနေတယ်ဗျဒီရလုံးလုံးဆုံးဖြတ်ထားတယ်အဲဒီမှာ just ပြရပဲရှိတယ်နော်အဲ just ပြရတာဒီရလာဒီရလာဘုဆုံးဖြတ်ပြီးမှတ်ထားတယ်ပါတယ်ဒီမှာကြိုင်နေတဲ့စီစီကို အော်လှရနော် ဘာအပေါ်စပန်းနေလဲ just ပြရပါဆုံးဖြတ် အော်မင်္ဂလာပါခင်ဗျာ မင်္ဂလာပါဆုံးဖြတ်မယ်ဆိုအနိုင်ရှိရှိအရှောင်းရှိလို့ပြည့်တယ် ပြည့်တယ်လည်းရှိတယ်ပြည့်တယ်အောင်ကြည့်လား ပြည့်တယ်ရန်ကုန်ပါ ဟာသွားပါပြီအခု MC ကဟာသားညင်ရှင်နေဆိုကျွန်တော်တော့သိပါဒါပေမဲ့ကျွန်တော်ရဲ့ guest တွေဖြစ်တဲ့အမရဲ့အကုန်လုံးအရင်ယုံကြည်တယ်အားကိုးတယ်ကွာအဲ့တော့ရင်းချစ်တယ်နော်အမကို MC စဉ်းစားမိတယ်နည်းနည်းတော့ဖတ်တယ်လို့မခတ်တယ်လို့ဖြစ်နေတယ်ဒီ caption မှထားပါတော့เนาะဒီ caption ကကြတော့စေးုံတော့ပြတော့မိမိကောင်မလေးနဲ့စေးုံတော့ပြတော့အခါဆရာဝန်ခမရကောင်မလေးကို6လရှိနေမိမိကျွန်တော်နဲ့တွေ့တာ3လပဲရှိသေးတယ် ဒီကကိုကဒီဟာသားညီတို့ရှင်းတာကျွန်တော်ပြင်မဲ့လေဘယ်လိုပြင်ကောင်းလဲဆိုတော့ तू ကအရင်အမအော်ကျွန်တော်စိတ်ထားတာမပြောတယ်လီပတီနီးနဲ့ဆက်သွယ်ပြီးရင်းနေကြတာဒါပဲညီမတွေဆိုတာဒါအကြောင်းတော့ तू ကအင်္ဂါသွားခြင်းနေတာအော်မဟုတ်ဘူး သူကအင်္ဂါသွားနေတာမဟုတ်နေရလိုက်တော့လေအကြီးထွက်သွားတော့ခါဝေးအဲ့ဒါဒီမတွေကိုချစ်နေရတာ မြန်မာနိုင်ငံချက်တွေမှာတိတ်တိတာ နောက်တစ်ခုရှင်တေးဆိုတော့မိသားနေတော့နိုင်မိသားနေတော့နိုင် အဲ့ဒါဖြေချပလိုက်တော့မယ်ဘယ်လိုဖြေချမလဲဆိုတော့ဒါ ဒီရော အဲ့တော့ပြောတာတယ်လီပတီကြီးဆိုတာဒါလေးပြောစိတ်ကကျမကြိုသိနေတယ်လို့ပုံစံမျိုးတွေတဲ့။ तू ကကြာဟွာကြည့်မလားသူ့ရဲ့ရီသားကိုစောင့်နေတာပေါ့။ရီသားစောင့်တော့ तू အသက်တွေကြီးပြီးတော့နံပါတ်အောင်ရောက်သွားအဲ့လိုပုံစံ။ကိုယ်ကြီးသိပါလား ရမ်းမြန်တယ်ဖြစ်နေဖြစ်နေတွေ့လို့စဉ်းစားတော့ဟုတ်တော့ ခေါင်းစဉ် caption ကြတော့မိမိတငယ်ချင်းမှာမိမိကပတ်စံချီတော့အခါပေါ့သိမလားဒီတယောက်တိုက်ရီငါ့ကိုပတ်စံ9000လောက်ခဏချီပေါ့နောက်တစ်ဘက်နေပြန်ပေးပါအောင်ပေါ့ဒီမှာဒါကကြတော့ကျွန်တော်ပေါ့နော်တန်တရားတစ်ပတ်လေမှာပြန်ပေးမယ်လို့သိနေတော့အခါ ဒီရောမျိုးတော့ ဘယ်နေရာလို့ကြည့်ရင်ကောင်းလဲ ကောင်းပါလေကောင်းပါလေ ။ရင်ခွန်လိုက်တာ ဒီမှာတော့ ။ဟိုးကျွန်တော်တော့သုံးမရပြန်ပြီလား။အာကျေးဇူးအများကြီးတင်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။အားကြောင့်မို့လို့ငါဒီနေ့ရန်လာနေတာကို ဟာကို ကျွန်တော်နဲ့ခုနေ့ကမင်္ဂလာကြီးမှာတွေ့လိုက်တယ်လို့ပြောနေချင်းနေတူတယ် ကိုလေးခိုင်းရအောင်ကိုကြီးကတော့ဘောကောင်းလိုက်တာလည်းချွေနေတာ ။အားကြောင့်မို့လို့ပြောရတာကျေးဇူးအများကြီးတင်ပါတယ်အမ သူကဒါပဲနဲ့ဘောထမ်းမလား အဲ့ဒါဘာလုံးနေလဲ ရှာနေတယ်ဒီကတော့မလို့တော့ဘာလဲဖတ်ပြီးတော့တော်ပါသေးတယ်ကျွန်တော်ပြင်လာပါဘာလို့ရှိလို့ဘာလို့မရှိကျွန်တော်သူ့ကိုအေးမမမမမကျွန်တော်ဘာလို့ ဟာအင်းစံငါဘာမရေးစင် မိုက်ကယ်ဂျက်ဆန်ကျွန်တော်သူ့ကချင်းဆိုတာသဘောကျတာ သူ့သဘောမကျတဲ့လူရှိလို့ အခုလေ အိမ်မိတ်ကတော့ပြော အေးလေ ဟောတခါတည်းလို့ပဲမြင်မားတယ်လေဟာ ကွန်စီဖြေတော့ ဟိုဒီကဟုတ်တယ်နော်
ရပါတယ်လူကြီးဆိုဦးစားပေးတင်တာပေါ့လူတိုင်းဆိုအဲ့လိုကိုဦးစားပေးပြင်ပါခင်ဗျာဟုတ်ကဲ့ပါကိုဖြေလို့ရပါပြီဖြေလို့ရပါပြီခင်ဗျာ ကဲဖြည့် ဖြေလို့ရပါပြီခင်ဗျာဟုတ် ဘာတွေဖြစ်နေကြလဲ ဒီစရှင်ဘယ်နဲ့မဖြစ်ဘူးလားဘာလဲ မိုင်းလေးစီကိုဖိုင်ဖြစ်နေချာတယ်ပုံနဲ့ဘာဆက်ဆက်မရှိတယ် ဘာလို့လေဖြစ်အခုမှဖြစ်ပါလေ ဒီကဖိုင်ဖြစ်နေချာတယ်ဆို ဟုတ်လေအခုအဲ့ဒါသူ့ကိုပြောတာလေအခုမှဖြစ်ပါလေအခုမှဖြစ် ဒီရ ဟောကုန်ကြည့်ကြရတာအဲ့ရှင်နေတယ်ကျွန်တော်လည်းရေးကြည့်လိုက်မယ်ခင်ဗျာဒါကကြတော့ဘောနော်မိမိမှာစကူနေတော့လေအစတလုံးမိမိပါတော့ အရှိရော ဒီချာအားကြောင့်ချစ်နေရတာမလေး ဒီတော့ထောင်းအောင်အဲ့ဒီချာဖြည့်ချင်းလေးတာကိုကွန်စီဖြည့်ပါကွန်စီဦးစားပေးတဲ့နယ်လေကွန်စီဖြည့်ရကွန်စီဖြည့် ဖြစ်ရတာအမရှိဘူး အဲ့ဒါနေကဲနောက်တစ်ခုသွားကြရအောင်ဘယ်လိုစဉ်းစားအောင်ကောင်းလဲခေါင်းမြန်နေမူလာတယ်ဘယ် ဘာလုံးနိုင်နေပြီဒီမှာ သွားပြီခေါင်းမလဲချာကွန်စီဦးအားရော ဝင်ရရှိဘူးဘာလဲဘယ်နဲ့တော့ ငါတို့ချင်းနေတာကျွန်တော်ဘွားဆက်ရှိ အောက်ရှောင်းမနေရတယ်ဟိုပါနဲ့ဟိုပါနဲ့ ဘာကြောက်ပြပါလဲ ဒီရပါထားလိုက် ဒီမှာဖြစ်တာ အချိန်ကြာတယ် တောင်းနေလေအတင်းနဲ့တော့အခြေ only all the ကျုံစရာကြီးကြည်လည်းမရ ဘာဖြစ်နေတာ ခေါင်းတော့ဟာတယ်တော်တယ်ရှုံးကျွန်တော်ဒီမေကိုလို့ဒီက ချင်းရောက်ရအောင်ဘာပြောရမလဲတော့မေကလည်းအရင်ပေးချင်မှာလည်းအခုကလည်းဒီကတော့ရှင်းဖို့ပေးနေတာအဲ့ဒါဆိုတော့ဒီမှာဒီလိုဒီမှာဟိုတာတယ်တော့ဘယ်လာလဲ ကင်လာရော ဒီမှာလည်း ဘယ်ဆိုပါဆရာတော်ဖျားရလေကွာကဲအဲ့ဆိုရင်ဘာလို့ခုသွားကြမလဲ Brian လိုက်လာပါ Brian လိုက်လာပါ Brian လိုက်လာ Brian နော် မတော်လို့ဖြစ်တယ်လေ ပေးတယ်မဟုတ်လား ရကြတယ် ဟောရောမင်းစောက်မြန်မာနိုင်ငံကြီးပေါ့ကွာ ပြောတယ်ပြောလိုက် ဟုတ်တယ်ဂျုံကလူအကျင့်မကောင်းဘူးလို့ခုနကပြောလိုက်တယ် ဟာ စီးကို problem တွေကြောက် ဟုတ်တယ် ဘာမန်နေဂျာတောင်းခိုင်းတယ် ဟုတ်တယ်အဲ့ဒါအားပဲဟို ဒီစားမှုရှိတာ ရှင်းရှင်းရတယ်လို့ခဲရပြီကဲ ယေ Brian နဲ့ ယေအော်အဲ့ဒါမျိုးချစ်နေရတာဟို တော့တော့ဖြည့်တယ်မလို့တော့မဟုတ်လား လူကြီးရဲ့အမေ native ဖြစ်ကြတယ် ဟုတ်တယ် just တွေကိုကြည့်ကြည့်လိုက်ဘယ်လောက်ဒီတရားမျှတမှုလိုလားရဲ့မျက်နှာကိုကြည့်ရတယ်မတွေ့ဘူးလားဟို ဆော်လိုက်ပါဦး ကဲအင်ဂျီလေးတွေ့တဲ့ကြည့်ပြလိုက်ပါဦးအင်ဂျီလေးပုံစံမျိုး ဟောအင်္ဂလိပ်ကတော့ဆက် ဝါးတကယ်ကဲလှ ဒီလေပြီးတော့အဒီကမှအိမ်ထဲမှာရှိတယ်မိတ်ကပ်ပစ္စည်းတွေမိတ်ကပ်တွေလေးနော်ပြီးလို့ရှိရင်ကျွန်မတို့အပြင်လေးသွားလို့ကြရအောင်ဒီနေ့မှာ အိုးကွန်စီကျွန်တော်လှလေးပြမိမယ်နော်ပြောလို့ကွန်စီအခုလေးကမွေးပဲနဲ့ ဟုတ်တယ်မမတော့ဖြစ်ပါတယ် ဟုတ်ပါ our queen အိုးဝါ ဟုတ်ကဲ့ ဆိုင်ရဲ့တူတူလိုပဲနော်လူသိဝါရဟာလေဟိုအဲ့လိုမပြောပါဘူးလေကဲအဲ့ဒါအခုစနစ်ဖြစ်ပြီးဖြစ်ပါတယ်အဲ့ဒါနော် ဒီလိုရှိရင် ATV နဲ့ပြီးတော့ပြင်စားလိုက် ဟုတ်ပါတယ်နောက်3မိနစ်နေပြင်ပေးကြပါမယ်ကဲနောက်ဆုံးမှဆိုလို့ရှိရင်တော့ studio clip က Miss Grand MC လေးရတော့ပေါ်ထွက်လာပါပြီခင်ဗျာအဲ့တော့ Miss တယောက်မှာအရေးအကြီးဆုံးဖြစ်တဲ့ crown နဲ့ဆက်လေကိုကျွန်တော်ပေးရသွားမှာဖြစ်ပါတယ်ကဲအဲ့ဒီတော့ Miss လေးလက်သေးပါလေးထားလိုက်ပါโอเคပြည့်တဲ့တွေလည်းနှုတ်ဆက်လိုက်ပါပြီးတော့ကျွန်တော်တို့ရဲ့ပ
3 billion တန်ဖိုးရှိတဲ့ crown လေးကိုလည်းစောင့်ပေးတော့မှာဖြစ်ပါတယ်ဂုဏ်ပြုပါတယ်โอ้ရန်လှတော့ ဟဲ့တော်သေးတာဟောကျောင်းမှုကျော်မင်းကမဝဲဘူးနော်ကျွန်တော်ဟိုလေဒါဘဲဟိုပါအစုံ9000ထည့်လိုက်နော်ပို့ထည့်ပြီနော်ဟုတ်ယူမှာခင်ဗျပို့ထည့်ပြီပါကိုကြီးလာတာတိတ်လာနမလားရိုက်ကိုလေးလုံးနေရဘယ်လိုလုံးမလဲကျဲအခုကျမရဲ့ဒီ miss key စင်อ่ะเนาะအရန်ကိုခက်ခဲခဲ့တယ်အခုကျမပထမဆုံးအနေနဲ့ဒီမှာကျွန်တော်ဖျားကြော်တွေဝယ်ခဲ့တယ်ပေါ့เนาะကျမကိုပေးတယ်$1500နဲ့ပေါ့เนาะကဲအဲ့ဒါဆိုလို့ရှိရင်အပေါ်မှာအကုန်လုံးတွားပြီးတော့ဖျားကြော်ကျွေးလိုက်ရ